မင်းအခုပုံမှန်ဆိုရင်ပေါ့နော်ကုန်ချမ်းကလစ်ကလေးတွေကိုပဲဆက်လိုက်လေးတွဲပြီးတော့ပြန်ရောက်ချင်တဲ့မမတွေရောကိုယ်တိုင်အလုပ်ပြီးတော့လက်ဆောင်ပေးချင်တဲ့မမတွေတော့ပေါ်ရှောင်းပေးဖြစ်တယ်ပေါ့နော်ဒါနဲ့အခုဒီတစ်ခါမြင်ကပုံချောလေးတွေကိုလည်းတောင်းဆိုထားတဲ့ customer လေးတွေအတွက်ဒီလိုမျိုးပုံချော package လေးတွေကိုလုပ်ပေးထားပါတယ်ရှင်ဒီကဆိုလို့ရှိရင်90ပါတချို့ဖြစ်ပါတယ်ဒီ90ပါထုံမှာဘာတွေပါမလဲဆိုတာကိုမပြပေးမယ်ပြီးတော့ဒီလိုမျိုး90ပါတစ်ထုပ်ဆိုလို့ရှိရင်နေ့စီမှာလူမျိုးတစ်ထုပ်လုံးမှာမြန်မာငွေ3,400နဲ့မှာ9,000ပေါ့နော်မြန်မာငွေ3,400 5,000မှာဒီလိုမျိုးအထုပ်ပါမှာဖြစ်ပါတယ်ရှင်ဒီထဲမှာဆိုလို့ရှိရင်ဒီထဲမှာဆိုရင်ပြန်ရောက်ချင်တဲ့ customer လေးတွေအတွက်အဆင်ပြေအောင်လို့မင်္ဂလာတစ်ခါလက်သားလုပ်ပေးတဲ့အဆင့်ကြီးနဲ့မတူဘဲနဲ့ဒီဇိုင်းအစုံကိုမြင်ထည့်ပေးထားဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးနှစ်ခုပါတဲ့ကလစ်ကလေးတွေပါမယ်ပြီးရင်ဒီလိုမျိုး claw လေးတွေပါပါမယ်ဒီ claw လေးတွေပါမယ်ဒီလိုမျိုး3ခုပါတဲ့ claw တွေဒါမျိုးတွေလည်းပါပါမယ်ပြီးွားရင်ဒီလိုမျိုးချစ်စရာကောင်းတဲ့ဒီလိုမျိုးပေါ့နော်ပန်းလိုက်လည်းအရန်လှဒီလိုမျိုးအမွှေးပွားကလစ်ကြီးပါမယ်ပြီးရင်ဒီလိုမျိုးဟာလေးတွေပါပါမယ်ပြီးတော့ဒီလိုအယုတ်ကလေးတွေလည်းပါပါမယ်ရှင်ပြီးရင်ဒီလိုမျိုးဖဲပြားလေးတွေပါမယ်ပြီးတော့ဒီလိုမျိုးကလေးတွေရောလူကြီးတွေရောအကုန်လုံးကြိုက်တယ်ဒီလိုမျိုးစီနာမော်တို့ဟာလေးတွေပါပါမယ်ဒီလိုမျိုး brand logo ပါတဲ့ကလစ်ကလေးတွေလည်းရပါမယ်ရှင်ဒါကတော့မမေကနမူနာပြပေါ့နော်မင်းစီမှာဒီလိုမျိုးဆက်လိုက်ကလေးတွေထဲမှာဒီလိုကလစ်ကလေးတွေလည်းပါမယ်ပြီးတော့တခြားတော့ကလစ်လေးတွေလည်းပါမယ်တစ်ခေါက်နဲ့တစ်ခေါက်ကတော့တစ်ခေါက်နဲ့တစ်ခေါက်လည်းမတူဘူးပေါ့နော်ဘာလို့မင်းပစ္စည်းတစ်ခါသွင်းမယ်ဆိုလို့ရှိရင်ဒီဇိုင်းတစ်ခုတစ်မျိုးပါနိုင်တယ်အမနောက်တစ်ခေါက်သွင်းမယ်ဆိုလို့ရှိရင်နောက်တစ်ဒီဇိုင်းအစ်စ်တွေပေါ်တဲ့ဟာလေးပေါ့နော်နောက်တစ်ဒီဇိုင်းတွေပါနိုင်တယ်ဘာလို့လဲဆိုတော့မင်းတို့ကဒီမှာလည်းတစ်ခေါက်နဲ့တစ်ခေါက်ကထွက်တာကြီးလည်းမတူဘူးအဲ့တော့ကြောင့်နေသွေးပြရတွေကလည်းအမြဲဒီဇိုင်းအလှလေးတွေကိုပဲမြင် update ဖြစ်တဲ့ဟာလေးဒီဇိုင်းအလှလေးတွေဒါလေးတွေပဲမြင်သွင်းပေးမှာပါဒီမှာဆိုရှင်လူကြိုက်များတဲ့ character လေးပေါ့နော်လူကြိုက်များတဲ့ character လေးပါမယ်လို့ Mickey Mouse လေးတွေပြလို့ဖဲပြားလေးတွေဒါအောင်မှ မိ customer ရရွေးချယ်ခြင်းနဲ့ဆိုလို့ရှိရင်ဘယ်လိုရွေးချယ်လို့ရမလဲဆိုရင်နောက်ညက်ကိုပို့ထည့်ပေးဆိုရင်လည်းမိနောက်ညက်ကိုပို့ထည့်ပေးမယ်ပြီးတော့ဒီလိုမျိုးဘေးရိုးလေးတွေကိုပို့ထည့်ပေးဆိုဘေးရိုးလေးတွေကိုပို့ထည့်ပေးမယ်အဲ့လိုမျိုးလေးတော့မြင်ကိုရွေးချယ်လို့ရတယ်အဲ့ခါမှာမြင်ကလှတဲ့ဟာတွေပေါ့နော်အဲ့ဒါလေးတွေကိုနောက်ညက်ပို့လို့ခြင်းတဲ့ customer ဆိုရင်နောက်ညက်တွေကိုပို့ပြီးထည့်ပေးမယ်ဒီလိုမျိုးဘေးရိုးတွေကိုပို့လို့ခြင်းတဲ့ customer ဆိုဘေးရိုးကိုပို့ထည့်ပေးမယ်ခေါင်းစည်းကြိုးတွေကိုပို့လို့ခြင်းတဲ့ customer လေးဆိုခေါင်းစည်းကြိုးလေးတွေကိုလည်းပို့ထည့်ပေးပါမယ်ပြီးတော့ fancy လေးတွေနဲ့ရောယူခြင်းနဲ့ဆိုရင်လည်းရရပါတော့ fancy လေးတွေနဲ့ရောယူခြင်းနဲ့ဆိုလို့ရှိရင် miss စီမှာနက်စကတ်တို့ဆွဲကြိုးတို့လက်စွပ်တို့ပေါ့နော်ဒါလေးတွေနဲ့ခွဲပြီးတော့ယူခြင်းလည်းရတယ်တွဲပြီးယူခြင်းလည်းရတယ်ဒီလိုမျိုးတစ် package မှာအဲ့ဒီနဂတ်တွေဆွဲကြိုးတွေ fancy တွေကိုတူတူတွဲပြီးတော့ထည့်ခြင်းနဲ့ဆိုရင်လည်းမြတ်ဒီလို90ပါတစ်ထုပ်ထဲမှာထည့်ပေးပါတယ်ရှင်90ပါတစ်ထုပ်ဆိုဒီလိုမျိုး3ခုပါတဲ့တကတ်တို့ဒီလိုမျိုး4ခုပါတဲ့တကတ်တွေလိုဟာတို့ရှင်မြန်မာငွေ2000ကျော်ပဲပေါ့နော်3000တောင်မကျော်ဘူးအဲ့လောက်ဈေးကြီးနဲ့ပြန်ရမှာလဲကိုယ့်အတွက်လည်းအဆင်ပြေပေါ့နော်ဒီဇိုင်းစုံလည်းပါဖြစ်တဲ့အတွက်ကြောင့်အခုမှဆိုင်းရောက်နေတဲ့ customer လေးတွေအတွက်ဆိုလို့ရှိရင်လည်းဒီလိုမျိုးဒီဇိုင်းစုံတစ်ခါတည်းနဲ့တင်လို့ရတယ်ပေါ့နော်ဒါကတော့မင်းတို့တွင်းပြီးတော့ make customer လေးတွေအဆင်ပြေအောင်လို့မင်းဒီလိုမျိုးလေးလုပ်ပေးထားတာပါဒီလိုမျိုးဟာလေးလည်းပါပါမယ်ရှင်ဒါလေးဆိုလို့ရှိရင်မေးစင်မှာဒီလိုမျိုးနောက်ညက်တွေကိုပဲအဲ့လိုမျိုးပို့ယူခြင်းနဲ့ဆိုရင်လည်းဒီလိုထုတ်ထဲမှာရမယ်တချို့ကကျတော့ fancy accessory တွေကိုပါတွဲယူခြင်းနဲ့ဆိုရင်လည်းဒီလိုမျိုး90ပါတစ်ထုတ်ထဲမှာ accessory လေးတွေကအစုံပေါ့နော်ကလစ်တို့ဆွဲကြိုးနဲ့ကအကုန်အစုံပါတဲ့ဟာလေးတွေကိုလည်း90ပါတစ်ထုတ်ထဲမှာထည့်ပေးမှာဖြစ်ပါတယ်အဲ့တော့မင်းကဒီတစ်ခေါက်တော့ဒီလိုဒီဇိုင်းလေးပါမယ်ဒါမဲ့နောက်တစ်ခေါက်ဆိုလို့ရှိရင်နောက်ဒီဇိုင်းလေးလည်းပါနိုင်တယ်ပြီးတော့မင်းတို့ကတ်ဟိုတာလေးလည်းပါမယ်ပေါ့နော်ဒါဆိုလို့ရှိရင်အကုန်လုံးမဖောက်ပြရဘူးနောက်တစ်ဖက်ပြရပြီဒီလိုမျိုးဖက်ပြလေးတွေလည်းဒီလိုဖက်ပြလေးတွေလည်းပါမယ်ပြီးတော့ဒါမျိုးလေးတွေပါပါမယ်ဒါလေးဆိုချစ်စရာလေးပေါ့နော်ဒီစီမှာဒါလေးတွေကို
မြန်မာပြည်တွင်းပေါ့နော်ရန်ကုန်ဆိုလို့ရှိရင်အိမ်ရောက်ငွေကြေးရပါတယ်ရန်ကုန်ဆိုရင်အိမ်ရောက်ငွေကြေးရတယ်နေရီဆိုလို့ရှိရင်နေစာပိုင်းနဲ့အိမ်ရောက်ပို့လို့ရတဲ့မြို့တွေဆိုလို့ရှိရင်မိငါဆက်ရန်ငွေ9000ပဲယူပြီးတော့ကြံငွေကိုအိမ်ရောက်ငွေကြေးနဲ့လုပ်ပေးပါတယ်နေအဲ့လိုမျိုးပေါ့နော်နေဘက်ဒါပေမဲ့နေကြပိုင်းနဲ့ပို့လို့မရတဲ့မြို့နယ်ဆိုလို့ရှိရင်တော့အကဂိတ်တင်ပေးပါတယ်ရှင်ဂိတ်တင်ကားလေးက2000ပါဂိတ်တင်ကားလေးက2000တန်စာကားကတော့တက်တလောက်ရှင်းရပါတယ်တန်စာကားလေးတွေကလည်းမင်းဘက်ကစိုက်ရှင်းပေးရတဲ့ဟာမျိုးဆိုတော့မင်းစိုက်ရှင်းပေးတယ်ကုန်ကျွေးနဲ့တင်လို့ရတယ်ဆိုရင်လည်းကုန်ကျွေးလေးနဲ့တင်ပေးပါတယ်ဂိတ်တင်တာဖြစ်တဲ့အတွက်ကြောင့်ပစ္စည်းဘိုးကတော့100ခိုင်နှုန်းပေါ့နော်အပြည့်မိကိုကြိုးဆွဲပေးရပါတယ်ရှင်ရန်ကုန်ဆိုလို့ရှိရင်မြန်မာငွေ3သိန်းကျော်ကနေစပြီးတော့မိကိုစံရံငွေ9000လွှဲကြံငွေကိုအင်ရောက်ဝင်ချင်းနဲ့ရတယ်မြန်မာငွေတောင်းကနန်းလေးဆိုလို့ရှိရင်တော့အင်ရောက်ဝင်ချင်းနဲ့ရပါတယ်ရှင်ဒါလေးတွေကပစ္စည်းအသစ်ရှိရဖြစ်တဲ့အတွက်ကြောင့်မင်းကဒီ customer မှားပြီးတော့ပေါ့နော် customer မှားပြီးတော့2ရက်အတွင်းကို delete up ပေးပါတယ်ငွေလွှဲထားတဲ့ customer လေးဆိုလို့ရှိရင်ငွေလွှဲပြီး2ရက်အတွင်းကို delete up ပေးပါရှင်တခါတလေကျရင်တော့1ရက်လောက်ပို့ဆောင်ရရှိရပေါ့နော် customer လေးတွေလည်းမြင်အစင်လိုက်လုပ်ပေးရလဲဖြစ်တယ်ပြီးတော့တခါတလေကျရင်လည်း order လေးတွေလို့ထုံနေရတာနဲ့ပြီးတော့ video ရိုက်ရမယ့် customer လေးဆိုလို့ရှိရင်လည်းမြင် video လေးရိုက်ပြီးတော့လေအဲ့ဒါကြောင့်တခါတလေကျရင်တော့1ရက်လောက်တော့နည်းနည်းလောက်ပို့ဆောင်ပေးရပါတယ်မြင် video လေးကိုကြည့်ရှုပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်